အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ channel လေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရန်ကုန်ကနေပြီးတော့ကလောကိုနေရင်းချင်းမနက်10:00နာရီမှစပြီးတော့ထွက်တာကိုရအောင်တော့မှာဖြစ်ပါတယ်10:00နာရီခွဲလောက်ကထွက်လာပြီးတော့ကျမတို့အခုကတော့အမြန်လမ်းပေါ်ရောက်နေပါပြီဒီတစ်ခေါက်ကတော့ကျမခရီးသွားတာအဝတ်စားလဲကြုံရဆွဲထဲတေးချမပါ10:00နာရီသွားမှ9:00နာရီလောက်မှတည်တော့ကျမလူတော်မနှင်းပအောင်လိုက်လာရပါတယ်ရှင်ပြင်းမပင်နေအများကြီးဆိုင်လှမှာတော့ခရမ်းရောင်ပွင့်နေခုကတော့ကျမတို့မိုင်း100ကျော်လာပြီးတော့နားလိုက်ပါအောင်မယ်ကလို့ရအောင်တမ်းမဲ့ပြင်ရမဲတင်းကိုလည်းဝင်စရာရှိသေးတာဆိုတော့ကျမတို့အကြိုင်းနာလို့တော့မရပါဘူးရှင်ထမင်းစားပြီးရင်တော့ပြန်ထွက်ရမှာပါဒီရနာစကမ်းမှာထမင်းဆိုင်လည်းရှိရ KFC လည်းရှိရအိုမက်လည်းရှိရဒါမဲ့ကျမတို့ကတော့မင်္ဂလာထမင်းဆိုင်မှာပဲစားခဲ့ပါတယ်ကျမဝက်နံရုံမြင့်ချင်းရဲ့ကျမအမေကကြက်သားအချူချက်ရပါမင်္ဂလာကတော့ဆိုင်တိုင်းဟာတော်တော်အဆက်တဲပါတယ်ဝက်သားမြင့်ချင်းကတော်တော်စားကောင်းနေကျမထမင်းသိပ်စားရတာမကြိုက်တဲ့တူတော့မှဝက်သားမြင့်ချင်းနဲ့အများကြီးစားလိုက်ပါတယ်ထမင်းစားပြီးတော့ကျမတို့ဆက်ထွက်လာကြပါပြီမိုင်း100နဲ့ကြော်ပြီဆိုတာနဲ့တောင်တန်းနေစားပြီးတော့မြင်ရပါတယ်တောင်တန်းအမြင့်ကြီးတွေတော့မဟုတ်ပေမဲ့တောင်တန်းတွေတော့ရှိပါတယ်ငလင်းတော့ပြတ်သွားတဲ့လမ်းကြီးကျိုးနေတဲ့တရားတွေကိုလည်းပြန်ပြင်နေရအောင်တွေ့ခဲ့ပါတယ်ရှင်နေအောင်လေးဖြာချနေအောင်ကြည့်ပါအောင်လှလိုက်တာကျမတို့ကရမဲတင်းဝင်စရာရှိရဆိုတော့နေပြီးတော့နားရောက်ခံနေလို့ရှိရင်လမ်းခွဲတစ်ခုရှိပါတယ်အဲ့လမ်းခွဲကနေသွားမှာပါအဲ့လမ်းခွဲကဘယ်မိုင်းတိုင်းနားမှာရှိရလဲဆိုတာကိုကျမတို့9ကလောက်မှတ်တဲ့နောက်ဆုံးမှာတော့မှတ်မိသွားပါပြီမိုင်းတိုင်း233ပတ်ဝန်းကျင်မှာရှိရပါဒါတော့မှကျမအခုချိန်နဲ့အတိအကျမမှတ်မိသေးပါဘူးဒီအတွင်းဘက်ကလမ်းရမဲတင်းကိုသွားတဲ့ဖြတ်လမ်းလို့သဘောမျိုးပေါ့နော်အဲ့လမ်းကအကွေးကောက်လေးနည်းနည်းများလမ်းလေးကျင်းပါတယ်ဒါမှမြင်မြန်တော့ရောက်ပါတယ်ရှင်ဒီလမ်းကမြ мян ရောက်ချင်လို့သွားရင်နွေရသည်ဆိုရင်တော့အဆင်ပြေပါတယ်မိုးရသည်ဆိုရင်တော့တခါတလေရေကြောတတ်တာကိုစောင့်ရတာမျိုးရှိတတ်ပါတယ်ကျမငယ်တော့လာတော့ဒီလမ်းမှာရေကြောတာတခါကြုံမှုတယ်ပေါ့နော်အတက်အစင်းနေရာရှိရမလို့ရိုးရိုးလမ်းသွားတဲ့ဆိုင်ဒီဘက်လမ်းကတော့ပို့ပြီးတော့ view ပို့လာတယ်လို့ပြောလို့ရပါတယ်ရှင်တချို့နေရာတွေမှာတော့လမ်းတွေပြတ်နေရလည်းရှိပါတယ်ကျမဒီဘက်ကိုငကိုရဲရောက်ဘူးတယ်ဆိုပေမဲ့ဒီလိုမျိုးတဲကွင်းတွေရှိတာတော့ကျမစိတ်ထဲမှာမှတ်မိမနေဘူးပေါ့နော်ဒီတဲကွင်းတွေကငကိုရဲရှိရတာအခုမှတလုံးမှဖြစ်ထားတဲ့တဘာဝဘေးဒဏ်တွေကြောင့်အဲ့လိုမျိုးပြောင်းသွားလာတော့ကျမလည်းမသိပါဘူးရှင်အကျယ်ကြီးတော့အကျယ်ကြီးပဲဘေးနှစ်ဖက်စလုံးမှာလှမ်းမြင်နေရတဲ့တောင်ကြီးလောက်အထိရောက်တဲ့ဒီတဲကွင်းကြီးကကျမတို့ကတန်းသွားတာမဟုတ်ဘဲနဲ့ဝင်စရာရှိနေရဆိုတော့လမ်းကြောကတော့နည်းနည်းရှိပါတယ်ဒါပေမဲ့စိတ်ရှိလက်ရှိနဲ့ကျမနဲ့အတူတူရှမ်းပြည်ကိုလိုက်ခဲ့ပါအောင်နော်45မိနစ်လောက်မောင်းပြီးလို့နေဝင်သွားတဲ့အချိန်မှာတော့ကျမတို့ရမဲတင်းကိုရောက်ပါပြီလူကြီးစကားပြောနေတော့ကျမကတော့မွေးကစားကလေးလေးနဲ့ဆော့ပါတယ်ကဲတောင်မောဆက်တက်ပါမယ်ဒီတစ်ခေါက်လမ်းခရီးကနည်းနည်းလေးရှိရဆိုပေမဲ့ရှမ်းပြည်ရောက်တဲ့ဒီတော့လိုက်ခဲ့ကြပါအောင်နော်ရှမ်းပြည်ဒီလိုက်ခဲ့ရင်ရန်ခောက်ဆွဲကြည့်ပါမယ်ရှင်ပျော်ဝင်သားလေးစစချင်းအတက်မှာတော့လမ်းနေပြင်းနေရဆိုတော့တော်တော်လေးခရီးဆိုင်မောင်းရပါတယ်ကျမတို့ကပျော်ပွဲကနေ9နာရီခွဲလောက်မှထွက်လာတာပေါ့နော်ကျမတို့ညဘက်အခုအတက်မှာကျွဲတက်ဆုံဂိတ်နဲ့နမ်ပန်တက်ဂိတ်ကိုဖျက်ရမှာပါကျမအတန်တော်လေးမှားရင်လည်းပြောပြပြပါအောင်နော်အဲ့ဒါကျမခေါ်နေကြမဟုတ်လို့ပါအဲ့ဂိတ်နှစ်ခုမှာဂိတ်တစ်ခုကကျွဲတက်ဆုံက12နာရီမှပိတ်ပြီမဲ့နမ်ပန်တက်ဂိတ်က10ခွဲပိတ်တယ်လို့ပြောပါတယ်ညဘက်ဆိုပေမဲ့ကားဆက်ကတော့မပြတ်ပါဘူးရှင်ကုန်တင်ကားကြီးတွေတွဲကားကြီးတွေတောက်လျှောက်ရှိပါတယ်လမ်းပြင်းနေတော့မပြီးသေးဘူးပေါ့နော်တချို့ပြင်းမြင့်နေရာမှာဆိုရင်တော့လမ်းပိုကျဲပြီးတော့တော်တော်ကောင်းသွားပါတယ်ဒီလိုမျိုးနေရာရောက်ရင်တော့နည်းနည်းခရီးဖြစ်ပါတယ်ဖြည်းဖြည်းပဲသွားရတယ်ပေါ့နော်လမ်းကနည်းနည်းဆက်လက်ဖြစ်မှာဆိုလို့ပါကျမတို့တောင်ပေါ်တက်လာတာ9နာရီခွဲလောက်မှကလောမျိုးရောက်ပါပြီရှင်ကျမတို့2နာရီခွဲ2နာရီအဲ့လောက်ပဲကြာခဲ့ပါတယ်က
လောမှာလေ9နာရီ10နာရီလောက်တည်းကတိတ်ပြီးတော့အပြင်မထွက်ကြတော့9နာရီ10နာရီဆိုရင်တော့တော်တော်လူကြီးတိတ်သွားပါပြီရှင်ဒါကလောရဲ့လမ်းမကြီးပေါ့နော်ဒီလမ်းမကြီးပေါ်မှာကလောမျိုးမစီတို့ပါလည်းရှိပါတယ်ဒီအိမ်ကြီးကကလောကနာမည်ကြီးရဲ့တောကာပန်းနဲ့အများကြီးရှိရဲ့အိမ်ကြီးပါကဲမိုးလေးပါပြီရှင်တောကာပန်းနေပွင့်နေရသည်မဟုတ်တော့တောကာပန်းနေရတော့နည်းနည်းလေးပဲရှိပါတယ်တောင်ပေါ်ရောက်ပြီဆိုတာနဲ့ရာသီဥတုဘာညာပတ်ဝန်းကျင်အကုန်လုံးပြောင်းသွားတော့တာပဲရှင်ဒီအပင်တွေဆိုကျမတို့လမ်းဘေးမှာတဲသေးလေးတွေပေါက်တဲ့အပင်တွေသူတို့စီမှာနွယ်ပင်ကြီးတွေလို့အဲ့လိုပင်စည်းတွေကအကြီးကြီးဖြစ်ပြီးတော့ပေါက်နေရရှင်ကျမအကုန်လုံးသားရန်ကုန်ပြန်တဲသွားလိုက်ချင်တယ်ကျမတို့တဲတဲ့ဟိုတဲကမြို့မစီကိုလမ်းလျှောက်သွားလို့ရပါတယ်အခုကတော့ကျမတို့မနက်စာစားဖို့ကလောမြို့မစီတွေကိုသွားနေရပါကလောရောက်ပြီဆိုရင်ကလောမြို့မစီကတော့မသွားမဖြစ်လေနော်ကလောမှာမနက်စာစားမယ်ဆိုလို့ရှိရင်အပြင်မှာထူထူလိုက်ချမနေတော့ဘဲနဲ့မြို့မစီတွေကိုတန်းသွားလိုက်တာပို့ပြီးတော့ကောင်းပါတယ်မြို့မစီထဲမှာကျတော့ရှမ်းစာဆိုင်တွေအများကြီးရှိရပါတော့ဒီတစ်ဆိုင်မကြိုက်လဲနောက်တစ်ဆိုင်အဲ့လိုတစ်ဆိုင်ပြီးတစ်ဆိုင်ကွာကိုရွေးပြီးစားလို့ရပါတယ်ဈေးတောင်မှာ background mountain view နဲ့ပေါ့နော်နှွေရသည်ဆိုပေမဲ့ strawberry တီးရေပေါ်တော့မှာပဲဒီတစ်ခွာကနေလိုချင်လိုက်တာရှင်တစ်ခွာပန်းကြီးရန်ကုန်မှာဆိုလို့ရှိရင်တေလည်းမတေဘူးပွင့်လည်းမပွင့်ဒီမှာတော့ရာသီဥတုကြောင့်အဲ့လောက်အပွင့်နေအများကြီးပွင့်နေရပါကဲဈေးတဲ့ဝင်ရမယ်ရှင်ဒီဘက်တွေကတော့အသီးအနှံတွေဟင်းသီးဟင်းရွက်တွေပိုးပေါ်ပြီးတော့ပိုးလဲလက်ပါတယ်ဒါကတော့ရှမ်းဆိုင်လေးတွေပါဒီလိုဆိုင်လေးအများကြီးရှိပါတယ်ကျမတို့ကတော့ကျမတို့ကလောရောက်တိုင်းစားနေကြကမ္ဘောဇမှာပဲထိုင်ပြခဲ့ပါတယ်ဆန်စည်းအရေးဖြော်ရဲ့ဝတ်သက်ချင်းရဲ့ပါဆန်စည်းကရန်ကုန်ပြန်ရောက်ရင်ဆိုင်တိုင်းမရအောင်ဆိုတော့ကျမရှမ်းပြည်ကနေမပြန်မချင်းဆန်စည်းမနက်တိုင်းစားမှာပါဒါလေးကတော့ရှမ်းတူဦးကျော်ပါရှမ်းတူဦးကျော်ကအပြင်ဘက်ကမမာလေးနဲ့အထက်ကကျတော့အီအီလေးပေါ့နော်သူ့ရဲ့အချင်းကကျမတို့ဘက်ကနဲ့မတူပါဘူးဒီဝတ်သက်ချင်းနဲ့တွဲစားတဲ့ငရုတ်စီကိုတော့အကြိုက်ဆုံးမကျမရှမ်းခောက်ဆွဲတယ်အဲ့ဒါကြီးအများကြီးထည့်စားဒါကတော့တခြားဆိုင်အောင်မှာဒါရွာငံနှက်ကော်ဖီပါဟိုဘက်ဆိုင်မှာလှမ်းဖြော်နေတဲ့ရောအနမ်းရနေရမှုကြိုင်းနေရမယ်စာပြီးတော့ကျမတို့ဈေးထဲကိုရှောက်ကြည့်ပါတယ်ကျမပဒီစိတ်ဖို့အောင်ပဒီမေးကြံခဲ့လို့ဒီဆိုင်မှာဝယ်လိုက်ပါတယ်ဒီဆိုင်မှာပဒီနှစ်ကုန်းမဲကြံလာတဲ့ကံကောင်းလို့ကျမတကုံမေတကုံရခဲ့ပါတယ်ဒါလေးကတော့ရှင်းအောင်ပစ္စည်းဆိုင်လေးပေါ့နော်ပစ္စည်းကြီးကြည့်ရအောင်အများကြီးပဲကျမအဲ့ဆိုင်ကနေမနှဲပြန်ထွက်လာတယ်ဈေးထဲမှာစားတောက်ပြီးတော့ဟိုကြီးတီကြီးကြည့်ပြီးတော့ကျမတို့ဈေးပြစ်မှထွက်ပြီးတော့နည်းနည်းလောက်လမ်းလျှောက်ပါတယ်မနက်ပိုင်းนี้အရမ်းမပူသေးတဲ့အချိန်ဆိုတော့လမ်းလျှောက်လို့ကောင်းတာနဲ့ကျမတို့လည်းဟိုနားဒီနားပတ်လျှောက်ခဲ့ပါတယ်ဒီအဆောက်အဦကိုကြည့်ရစိတ်ဝင်စားလိုက်တာအခုကတော့ဆိုင်ပိတ်ထားပါတယ်မဖွင့်တော့ဘူးထင်တာပဲကျမတို့ရဲ့အပူပိုင်းမှာကျတော့ဒီလိုအပင်တွေစိုက်လို့ရှင်ပန်းတစ်ခါပွင့်မှုအနှစ်တရာလောက်စောင့်ပါပါတယ်ဒီမှာတော့ပွင့်ရင်တိုင်းပွင့်နေရပါတော့နေခင်းမကြတော့ကျမတို့သွားရရှိရလှုပ်ရရှိရလောက်ရတယ်ပေါ့နော်ဒါကတော့ကလောနာရီစင်မှာကလောနာရီစင်ပြီးနားမှာစိတ်မမ်းပြပင်လေးလည်းပွင့်နေပါတယ်ဟိုချန်စီကိုမှပွင့်နေတဲ့ပန်းရိုင်းတွေကစားအကြီးတွေသူတို့စီမှာမြက်ပင်နေလို့ပေါက်နေညနေစာတော့မြေဦးမရှိပါဒီနေ့ကတော့ဘာမှလုပ်စရာမရှိတော့ဘူးဆိုတော့ကျမတို့ဟိုတယ်ကိုပြန်လာခဲ့ပါတယ်ကျမတို့ကတော့ New Shine မှာတဲခဲ့ပါတယ် New Shine ကဘတ်ဂျက်တော်တော်ဆေးဖြစ်တယ်ကျမတို့လိုရက်ရှည်တဲမဲ့လူတွေအတွက်ဆိုအဆင်ပြေပါတယ်ဒါကတော့ကျမတို့အခန်းကနေလမ်းမြင်နေရတာပေါ့နော် view တွေပါရမ်းမလာပါမယ်ကျမတို့ကလဲလာတာမဟုတ်တော့အဆင်ပြေပါတယ်ရှင်ခုနလမ်းမြင်နေရတဲ့တောင်တန်းနားမှာရှိနေတဲ့တိမ်တွေကအခုတော့ပြိုကျလာပါပြီရှင်ကျမရဲ့ဒီခရီးစဉ်လေးမှာရှမ်းပြည်ရဲ့လူသွားလူလာမများတဲ့နေရာတွေပေါ့နော်အဓိကတော့လူသူအရောက်ပေါက်အလောက်ကြီးမရှိတဲ့နေရာတွေလဲပါမှာမို့လို့နောက်ထပ် blog တွေကိုလည်းစောင့်ကြည့်ပေးကြပါအောင်နော်ဒီနေ့ blog လေးကိုတော့ဒီနေရာလေးမှာပဲနှုတ်ဆက်လိုက်ပါရရှင်ခီးတော့ blog လေးကြည့်ရကြရင်ကျမရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးပါအောင်နော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ် blog တွေမှာပြန်တွေ့ကြပါမယ်